ဘောလုံးသမိုင်းတွေက။အကြီးကျယ်ဆုံးပွဲတွေကတပွဲကတော့2011ခုနှစ်မှာဘရာဇီးမှာကျင်းပခဲ့တာပါ။အဲ့ဒီပွဲဟာရိုနယ်ဒီညိုနဲ့နေမာတို့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ Santos က Borges ရဲ့ဂိုးနဲ့ပထမဆုံးဦးဆောင်ခဲ့ပါတယ်။မိနစ်အနည်းငယ်ကြာမှာနေမာကဂိုးကီပါကို chip shot နဲ့ကြော်ပစ်ဖို့ကြိုးစားခဲ့ပေမဲ့ကာကွယ်ခံလိုက်ရပါတယ်။ဒါပေမဲ့ rebound ဘောလုံးကနေမာစီကိုပဲပြန်ကျလာပြီးသူကရမ်းမိုက်တဲ့ bicycle kick assist တစ်ခုနဲ့တွန်းပြန်ခဲ့ပါတယ်။ပြီးတော့အဲ့ဒါတက်တော့ပိုမိုက်လာခဲ့ပါတယ်။နေမာက side liner မှာဘောလုံးရပြီး Flamingo ရဲ့ခံစစ်ကို dribble ဆွဲကြောသွားက unbelievable goal တကူသွင်းယူခဲ့ပါတယ်။အဲ့ဒီ goal ဟာနောက်ပိုင်းမှာ Puskas Award ကိုတောင်ရရှိခဲ့ပါတယ်။3 ခုပြည့်နောက်ကျနေတဲ့အချိန်မှာ Ronaldinho က Santos defender တယောက် cross ဘောလုံးကိုလွတ်ပေးလိုက်တာကိုအခွင့်ကောင်းယူပြီးတကူပြန်သွင်းခဲ့ပါတယ်။မကြခင်မှာပဲ Thiago Neves က header နဲ့ goal သွင်းပြီး Flamingo ကိုပွဲထဲပြန်ခေါ်လာခဲ့ပါတယ်။ half time အတိုင်ခင် Santos က penalty လွဲချော်ခဲ့ပြီးမကြခင်မှာပဲ David က Ronaldinho ရဲ့ corner ကို header နဲ့သွင်းယူက score ကို 3-3 ဖြစ်စေခဲ့ပါတယ်။နေမာက goalkeeper ဘောက်ကနေ clever finish နဲ့ Santos ကိုထပ်မံဦးဆောင်စေခဲ့ပါတယ်။ဒါပေမဲ့ Ronaldinho က wall out ကနေ brilliant free kick တစ်လုံးသွင်းပြီး score ကို4-4ပြန်ရေးခဲ့ပါတယ်။ပွဲပြီးဖို့10မိနစ်လောက်သာကျန်တဲ့အချိန်မှာ Ronaldinho က box ထဲက calm finish နဲ့ comeback ကိုအပြီးတက်က Flamingo အတွက်မယုံနိုင်စရာ victory တစ်ပွဲကိုရယူခဲ့ပါတယ်။